မြတ်စွာဘုရားကဗျာမဆာလတုတ်မှာအဆုံးမဩဝါဒပေးထားတာရှိတယ်ယဟန်တွေလူတယောက်ကကိုယ်ကိုလာပြီးကဲ့ရဲ့ပြီးပြစ်တင်ပြီးလို့လာပြောလို့ရှိရင်မြတ်စွာဘုရားကစိတ်မဆိုးအောင်လုပ်ပါစိတ်မဆိုးပါနဲ့အဲ့တော့စိတ်မဆိုးအောင်ကနှလုံးသွင်းတရားမရှိဘဲနဲ့စိတ်မဆိုးအောင်နေဖို့ဆိုတော့တော်ခက်စိတ်လေးကိုပြင်လိုက်ရုံပဲသူပြောတဲ့တွေကိုအတိမမပြုတ်ဘူးလေအတိမမပြုတ်လက်မခံပဲနေတာပုံနာကြီးတယောက်ဆဲတော့ကမြတ်စွာဘုရားဥပမာပေးတာရှိတယ်ပုံနာကြီးတယောက်ကဖះကိုဆဲတယ်ဆဲတာမှရိုင်းရိုင်းပြပြဆဲတာမျက်နာကိုကြည့်ပြီးတော့ရိုင်းရိုင်းပြပြဆဲတာမြတ်စွာဘုရားကလက်မခံဘူးဒီတိုင်းပဲနေတယ်အသာလေးတုံ့ပြန်မှုမပြုတ်ဘူးဆဲလို့အားရသွားပြီဆိုတဲ့အခါမြတ်စွာဘုရားကသူ့ကိုမေးခွန်းထုတ်တယ်မင်းအိမ်မှာမိတ်ဆွေသင်္ကားတွေလာတဲ့အခါမုံပဲသေးစားတွေနဲ့လက်မခံဘူးအဲ့မခံဘူးလားလို့ဆိုအဲ့ခံအဲ့ဒီမုံပဲသေးစားတွေကိုအဲ့တဲ့ကစားမသွားရင်ဘယ်သူဟာလဲလို့ဆိုဒါအဲ့ခံတဲ့လူအိမ်ရှင်ရဲ့ဟာပဲပေါ့အဲ့ဒါလိုပဲမင်းကငါ့ကိုဆဲရေးခြင်းဖြင့်အဲ့ခံတယ်ငါလက်မခံဘူးအဲ့တော့ဆဲရေးတာမှန်သမျှမင်းဟာတွေပဲငါလည်းမဆိုင်ဘူးဆဲတဲ့လူကိုပြန်ဆဲလို့ရှိရင်လက်ခံရရောက်တယ်သူ့ဟာကိုအတိမပြုတ်လိုက်ရရောက်တယ်ဆဲတဲ့ပုဂ္ဂိုလ်ပြန်မဆဲပဲနေမှသူကအတိမပြုတ်ရရောက်တယ်ကိုယ်စီမရောက်လာဘူး